ကလေးငယ်တယောက်ဟာလိန်ပြောမိလိုက်တာနဲ့ရုတ်တရက်သူ့နှာခေါင်းဟာထူးဆန်းစွာရှည်လာပါတော့တယ်ခဏလေးအတွင်းမှာပဲသူ့နှာခေါင်းဟာရွှေရောင်တုတ်ရွှေကြီးတစ်ချောင်းလိုဖြစ်သွားတယ်ဒါနဲ့ကလေးငယ်ဟာထိတ်လန့်သွားပြီးနောက်ဘယ်တော့မှမလိန်တော့ပါဘူးလို့ဂရုပြုလိုက်တယ်တကယ်တော့မကြသေးခင်ကအထိဒီကလေးငယ်ဟာလမ်းလျှောက်နေတဲ့တစ်တုံပဲဖြစ်ခဲ့တယ်လက်သမားကြီးအေဘီကဒီတစ်တုံကိုတွေးလိုက်တဲ့အခါသူ့မှာသားသမီးမရှိဘူးအဲ့တော့လက်သမားကြီးဟာတညာအလုံးကြအောင်တစ်တုံကိုထွင်းထုပြီးလူသားပုံတံရှိတဲ့တစ်သားရုပ်တုတစ်ခုဖန်တီးလိုက်တယ်သူကရုပ်တုကိုပုတ်တက်ကြည့်တော့လူသားရဲ့နှလုံးခုန်တန်ကိုခန်းစားမိတယ်သူပိုနီနီကတ်သွားကြည့်တော့တကယ်ပဲအတွင်းကနေအတန်ထွက်နေတာကိုကြားလိုက်ရတယ်လက်သမားကြီးဟာမြန်မြန်ဆန်ဆန်နဲ့မျက်လုံးတွေကိုပြုတ်လို့ပေးလိုက်တယ်ပြီးတော့လက်တွေခြေထောက်တွေထပ်ချေပေးလိုက်တယ်အဲ့ဒါကြောင့်တစ်သားအယုတ်လေးဟာကလေးငယ်တယောက်နဲ့တူလာတယ်လက်သမားကြီးကစိတ်ထဲမှာစဉ်းစားမိတယ်သူကငါ့ကိုတခါတော့အဖိုးလို့ခေါ်ရင်ဘလောက်ကောင်းမလဲပေါ့ရုတ်တရက်ဆိုသလိုတစ်သားအယုတ်လေးကတကယ်ပဲအဖိုးလို့ပြောလိုက်တဲ့အခါအဖိုးကြီးကလန့်သွားပါရောပြီးတော့ထပ်ပြောတယ်အဖိုးဆိုပြီးအဲ့ဒီခါလက်သမားကြီးဟာဒါအိမ်မက်မဟုတ်ဘူးဆိုတာသိလိုက်ရတယ်သူ့ဘဝမှာဖခင်မဖြစ်ဘူးခဲ့တော့သူ့နှလုံးသားဟာပျော်ရွှင်မှုနဲ့ပြည့်လာတယ်သူ့မှာရှိတဲ့တခုတည်းသောအိယာခင်းကိုစုပ်ဖယ်ပြီးသူ့သားလေးအတွက်အဝတ်စားတွေချုပ်ပေးလိုက်တယ်သူ့သားလေးကိုလမ်းရှောင်တအောင်တင်ပေးတယ်ဒါပေမဲ့အယုတ်လေးကနားမထောင်ဘူးလက်သမားကြီးကြောက်ခိုက်လိုက်တာနဲ့အယုတ်လေးဟာပြီးထွက်သွားတယ်လက်သမားကြီးကကြိုးစားလိုက်ခေါ်ပေမဲ့သူ့ကိုမဖမ်းနိုင်ဘူးခွေးနှကောင်ကလှန့်ပြီးလိုက်ဟောင်းမှပဲအိမ်ပြန်လာတယ်အယုတ်လေးဟာအိမ်ပြန်ရောက်တော့မီးလင်းဘူးဘေးမှာထိုင်လိုက်တယ်ခဏကြာတော့အဲ့ဒီမှာပဲအိပ်ပျော်သွားတယ်လက်သမားကြီးပြန်လာပြီးတကားကိုခောက်တော့တကားကထားဖို့လို့တော့လဲချသွားတယ်သူ့ခြေထောက်တွေမီးအပူနဲ့ပြက်လို့မတတ်ဖြစ်နေတာကိုသိလိုက်ရတယ်အယုတ်လေးကအားရပါရអော်လိုက်တယ်အဖိုးကဲတော်မူပါအမြန်ကဲပါဆိုပြီးအဲ့ဒါနဲ့လက်သမားကြီးဟာပရင်းပေါက်ကိုခွေးပြီးဝေလာရတယ်သူကစိတ်ထဲမှာဒီသားကတော်တော်ညံ့နာပဲလို့ထင်မိတယ်ဒါပေမဲ့သူ့ကျွမ်းကျင်မှုနဲ့သူ့သားလေးအတွက်နှလုံးသားအသစ်နဲ့ခြေထောက်အသစ်တွေကိုပြန်လုပ်ပေးလိုက်တယ်ဒီလိုသူရိုင်းတဲ့သားလေးကိုတွေ့ပြီးတော့လက်သမားကြီးဟာသူ့ကိုကြောင်းပို့လိုက်တာကအကောင်းဆုံးဖြစ်မယ်လို့ဆုံးဖြတ်လိုက်တယ်